စိတ်ထားကောင်းတဲ့မိန်းကလေးတယောက်ကကျွန်တော်ကိုဒေါ်လာ100ပေးခဲ့တယ်။သူမရဲ့စေတနာကိုအတိမပြုတဲ့အနေနဲ့စူတောင်းတစ်ခုဖြည့်ဆည်းပေးမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပေမဲ့သူမကတော့ကျွန်တော်ကိုအတိမမှတ်ခဲ့ပါဘူး။ဒါနဲ့ပဲကျွန်တော်ကသူမရဲ့ကံကြမ္မာကိုဟောပြောပြလိုက်တယ်။မင်းရဲ့ညီမလေးအခုအသက်အန္တရာယ်နဲ့ကြုံနေရပြီတဲ့။ပြီးတော့မြေကြီးဘောက်ကခွက်တလုံးကိုကျွန်တော်ကောက်ကိုက်လိုက်တဲ့အခါမှာတော့မိန်းကလေးကကျမညီမလေးကိုကယ်ပေးပါအောင်လို့ချက်ချင်းအတနာခံတော့တာပဲ။ကျွန်တော်သူမရဲ့အိမ်ကိုလိုက်သွားခဲ့ပေမဲ့သူမရဲ့ဖခင်ကတော့ကျွန်တော်ရဲ့ဝစ်စားစင်ရင်မှုကိုကြည့်ပြီးလုံးဝမယုံကြည်ခဲ့ဘူး။ကျွန်တော်ကိုလူလိမ်လွတ်ထင်နေပြီးတတ်တော်ဆောင်တွေကိုခေါ်ကအပြင်ကိုနှင်ထုတ်ဖို့လုပ်နေတာပေါ့။အဲ့ဒီမှာမိန်းကလေးကညီမလေးတတိမေ့နေတာ3နှစ်တောင်ရှိပြီ။ဘယ်ဆရာဝန်မှလည်းမကူနိုင်ဘူး။သူ့ကိုတစ်ခါလောက်စမ်းကြည့်ခွင့်ပေးပါလို့တားလိုက်တယ်။အဲ့ဒီတော့မှသူမဖခင်ကဝါကြွားလေတန်းနဲ့ကဲစမ်းကြည့်လိုက်လေတကယ်လို့မကူနိုင်ဘူးဆိုရင်တော့မင်းအကျိုးဆက်ကိုခံစားရမယ်လို့အမိန့်ပေးသလိုပြောလိုက်တယ်။သူတို့ရဲ့မောက်မာမှုကိုမြင်လိုက်ရတော့ကျွန်တော်လည်းမကူပေးချင်တော့တာနဲ့နောက်ထပ်စူတောင်းရတာရှိရင်လာချလိုက်ပါလို့ပြောပြီးထွက်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့မိန်းကလေးကကျွန်တော်ကိုဆွဲထားပြီးသူမညီမလေးကိုကဲပေးဖို့ထပ်ပြီးတောင်းပန်တယ်လေ။တကယ်လို့ကူပေးနိုင်ရင်ကျွန်တော်ကိုလက်ထပ်ပါမယ်လို့တောင်ကတိပေးခဲ့တာပါ။မိသားစုအတွက်ဘာမဆိုပေးဆက်ဝင်နေသူမရဲ့စိတ်ဓာတ်ကိုမြင်ပြီးကျွန်တော်စိတ်ပျော်သွားခဲ့တယ်။ကျွန်တော်လူနာနာကိုသွားပြီးစစ်ဆေးကြည့်လိုက်တဲ့အခါသတိမိနေတဲ့အကြောင်းရင်းကိုချက်ချင်းသိလိုက်ရတယ်။သူမကထွားနာနေတာမဟုတ်ဘူး။အောက်လန်းနီးနဲ့ပြူစားခံထားရတာပါ။ဒါကိုပြောလိုက်တဲ့အခါအားလုံးကကျွန်တော်ကိုရေမောကြပြီးမင်းရုပ်ရှင်တဲ့အရန်ကြည်လို့နေပြီဆိုပြီးနှင်ထုတ်ဖို့လောက်ကြပြန်တယ်။အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူဟာသူသမီးလေးအပြင်ကပြန်လာပြီးမှအခုလိုသတိမေ့သွားခဲ့တာကိုရုတ်တရက်သတိရသွားပြီးကျွန်တော်ကိုကယ်ပေးဖို့အားကိုးတကြီးတောင်းပန်တော့တာပဲ။ကျွန်တော်လည်းလူနာကိုရေးထဲမှာထားပြီးနတ်ဖျားစွမ်းအားနဲ့ပြူစားခံထားရတာတွေကိုဖယ်ရှားပေးခဲ့တယ်။အပြင်ကလူတွေကတော့ကျွန်တော်ကိုမယုံသင်္ကာဖြစ်ပြီးတကားကိုအတင်းရိုက်ချူးဖို့ကြိုးစားကြတယ်။မိန်းကလေးကတော့ကျွန်တော်ကိုယုံကြည်တာကြောင့်တကားကိုအတင်းပိတ်ထားပြီးခုခံပေးခဲ့ရှာတယ်။ဒါပေမဲ့တခြားလူတွေရဲ့တိုက်တွန်းမှုကြောင့်ဖခင်ဖြစ်သူကတက်တော်ဆောင်တွေကိုတကားဖွင့်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့ကျွန်တော်ရဲ့နတ်ဖျားအကာအကွယ်ကိုဘယ်သူမှဖောက်ထွက်လို့မရခဲ့ပါဘူး။သူတို့နောက်တစ်ချိန်တိုက်ခိုက်ဖို့ပြင်နေတော့မှပဲကျွန်တော်တကားဖွင့်ထွက်လာပြီးလူနာတက်တာသွားပြီးဖြစ်ကြောင်းကြေညာလိုက်တယ်။လူနာလေးမျက်လုံးပွင့်လာတာကိုမြင်တော့မှပဲအားလုံးအံ့ဩသွားကြတော့တာ။မိန်းကလေးလည်းညီမဖြစ်သူပြန်ကောင်းလာတာကိုမြင်ပြီးဝမ်းသာမဆုံးဖြစ်မိခဲ့တယ်။ကျွန်တော်ချက်ချင်းထွက်ခွာဖို့ပြင်လိုက်ပေမဲ့မိန်းကလေးကကျွန်တော်ကိုတားပြီးသူမပေးထားတဲ့ဂရိအတိုင်းကျွန်တော်ကိုလက်ထပ်ပါမယ်လို့ပြောလာတယ်။ကျွန်တော်ကတော့ကျွန်တော်ဟာတစ်တောင်းစားတယောက်ပါလို့ဒါဟာကံကောင်းလို့ကုနိုင်သွားတာပါလို့ပြောပေမဲ့သူမကတော့ဂယုမဆိုင်ဘူးလို့ဆိုတယ်။သူမရဲ့စိတ်ထားဖြူစင်မှုကိုကျွန်တော်မြင်နိုင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်ကတော့လက်မခံပဲညှင်းဆိုခဲ့တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ညီမကိုကယ်ပေးခဲ့တာသူမရဲ့စိတ်ထားဖြူစင်မှုနဲ့မိသားစုအပေါ်ထားတဲ့စေတနာကြောင့်တာဖြစ်တယ်။တခြားအကျိုးအမြတ်အတွက်မဟုတ်လို့ပါ။အဲ့ဒီနောက်ကျွန်တော်လွှဲထွက်လာခဲ့တယ်။စစ်မှန်တဲ့စေတနာဆိုတာဘယ်တော့မှအပြန်အလှန်အကျိုးအမြတ်ကိုမမျှော်လင့်တယ်လို့ပေးဆက်ရတာတွေကိုလည်းတွက်ချက်မ